မင်္ဂလာပါဒီနေ့ကတော့ဒီကစပင်းအယောင်လေးလေးပြောင်းတင်တယ်သွားကြလေးလေးရှိရောပုံစံလေးလေးပြောင်းတင်တယ်ဆိုတော့ဒီနေ့တာမွေမှာရှိနေတဲ့ DK2 ဆိုတဲ့ beauty salon လေးကိုရောက်နေရပါတော့အဲ့တော့ဒီနေ့အတူတူဘာရေးဆက်ပြီးတော့ပြောင်းလဲသွားမလဲဆိုတော့လိုက်ကြည့်ပေးကြပါအောင်ရှင်မင်္ဂလာပါညီမလေးဒီကေကျုံမချိုးဆိုပါလေ။ဗမာဝန်ဆောင်ပေးရမလဲရှင်။ ဟုတ်မှာဒီမှာစပင်းရောင်ဆိုးကျင်တော့လေဟုတ်ကဲ့ရှင်ဟုတ်ဆရာကာရိုရှိလား။အော်ရှိပါရဲ့ရှင်ဟုတ်ကဲ့။ကျွန်မလာစားမယ်နော်မ။မင်္ဂလာပါညီမလေးဟုတ်မင်္ဂလာပါဆရာမလေးတော့ကြာပြီနော်ဟုတ်ခေးထွက်ပြနေလို့လေဆရာအားကြောင့်မြောက်ဖြစ်တာဒီနေ့စပင်းလေးဘယ်လိုရှင်းမလဲကာလာချင်းချင်တာဆရာကာလာရှင်းချင်းကာလာကဘယ်လိုပုံစံမျိုးဆိုရှင်းလဲမျက်နှာနည်းနည်းလေးမဲ့ကာလာမျိုးမျက်နှာလိမ့်မဲ့ရောင်ဆိုတော့နည်းအနီဖက်ပါတော့ရောင်ကြိုက်လားဟုတ်ကြိုက်တယ်ဆရာအနီကမှနည်းနည်းဝိုင်ဖက်တော့တဲ့ရောင်ဆိုလိုက်ဟောအဲ့ဒါဆိုဘလာဟုတ်ရတယ်ဆရာတဘောပဲဟုတ်โอเคအဲ့ဒါဆက်လိုက်မယ်နော်ဘယ်လိုလဲညီမလေးကလာကြိုက်လားကြိုက်တယ်ဒီတစ်ခေါက်အိမ်မှာမင်းလည်းတော့လင်းသွားရနော်ဟုတ်စောက်ပြီးဘယ်ပူတော့ရအဆင်ပြေတယ်မို့လားဟုတ်ပြီကဲအားလုံးပဲမြင်သေးကြတဲ့အတိုင်းပဲခုဆိုရင် KK ရဲ့စပင်ပုံစံလေးကလုံးဝပြောင်းလဲသွားပြီပေါ့နော်အဲ့တော့ကိလိုမျိုး self confidence ရှိခြင်းတဲ့လူတွေအကုန်လုံးတာမွေမျိုးနဲ့ပညာတလလမ်းမပေါ်မှာရှိရဲ့ဒီ DK2 ဆိုင်လေးကိုလာရောက်ဖို့အတွက်ဖိတ်ခေါ်ချင်ပါတယ်ရှင်